မင်္ဂလာပါဒီနေ့ကျွန်တော်ဒီမာဘီ local bank စနစ်ရဲ့ပြည်တွင်းဘဏ်တွေအကြောင်း TY တွေအကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်လမ်းကြုံလို့ပါဗျာတကူတကနည်းနည်းအဲ့ဆိုတော့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကဗျာရည်ရွယ်တာကဒီမြန်မာ local bank စနစ်မှာအတိုင်းအတာတစ်ခုဒီအထိုင်အောက်တစ်ခုဒီမျိုးကျင်လည်ဘူးတဲ့သူလိုက်ပါဘူးတဲ့သူဆက်ဆံဘူးတဲ့သူတွေကိုရည်ရွယ်ပါအောင်ဒီတိုင်းပဲအခုမှစပြီးတော့စိတ်ဝင်စားလို့လေ့လာခြင်းတဲ့သူတွေအတွက်တည်တဲ့ဘန်တွေအကြောင်းပြောပြဘန်တွေအကြောင်းဆိုပေမဲ့ဒီဘန်တွေရှိတယ်ဆိုတာတော့ကိုပဲပြောပြပါပါဆိုတော့စလိုက်အောင်ဘယ်ဆမ်းမလဲဆိုရင်ကာချာရှော့ဆမ်းမယ်ဒီ2000နဲ့2010 2010 2003 2010ဒီကြားကာလမှာမျိုးဘန်တွေ TY တွေပေါ့အများကြီးဒီ underground ဘန်တွေလည်းအများကြီးပေါ်ခဲ့မယ်လို့ယူဆရတယ်လို့ TY တွေပေါ့ဗျာဆိုတော့အဲ့ဒီမှာလည်းအဲ့ကာလာတော့မှလည်းပန့်ပန်တွေလည်းအများကြီးပဲပေါ်ခဲ့ဟို big bang တို့ပါတော့အစား pop band တွေလည်းဒီက emo band တွေရော metal band တွေရောတခြား alternative band တွေရောအများကြီးပေါ်ခဲ့မယ်ဗျာဆိုတော့အဲ့ဒီကမှဒီ underground band scene နဲ့ local band scene နဲ့မှာအမျိုးကျန်ခဲ့တဲ့ဆိုတာတင်မှာအခုချိန်ဒီကျွန်တော်တို့လက်လမ်းမျိုး record တွေကျန်ခဲ့တဲ့ bands တွေအကြောင်းပြပြပေးတော့မှာအော်ကာချာရှော့ပဲစားလိုက်အောင်ကာချာရှော့ကတော့ဦးတက်ခိုင်ကိုအများစုသိကြမှာပါ scam တက်ခိုင်ပေါ့ဆိုတော့ကျွန်တော်တို့နေ့ဆိုတော့ဦးရွယ်လာရောက်နေပေါ့ဦးတက်ခိုင်ပေါ့ဆိုတော့သူ့ဘန်ကာချာရှော့နဲ့ပတ်သက်ပြီးတော့တော်တော်များများတိလောက်မယ်လို့ယူဆရပါတယ်ဆိုတော့ဒီတိုင်းပဲလို့ပန်းနဲ့နည်းနည်းဝေးတဲ့သူတွေတော့မှ scam ကိုမြင်ဘူးရင်သိနိုင်ပါတယ်စိတ်ဝင်စားတဲ့သူတွေဆိုရင်ဦးတက်ခိုင်ကိုသိနိုင်ပါတယ်ဆိုတော့မသိရင်တော့ကိုယ့်ကိုရှာပြီးနားထောင်ကြည့်ပါကာချာရှော့ကဘာမြေရဲ့နောက်ဆုံးနေ့တို့ပြီးတော့ဆန်းနာမည်ကြီးရှင်ရှိပါမြို့ပြမှယူပါတော့ကြားဖို့မှာပါဆိုတော့ရှာပြီးနားထောင်ကြည့်ပါဆိုတော့နောက်ဘန်ဒီအကြောင်းစလိုက်အောင်ကာချာရှော့တို့နိုယူတန်တို့လာမယ်သူဂျမ်မဲအုပ်စုပေါ့သူတို့ဆိုရင်မျိုးဂျမ်မဲ15နှစ်ပြည့်နိုယူတန်ဆိုရင်နှစ်20တို့ဘာတော့ပြည့်ကုန်ပြီ2023မှာပြည့်ရစီဆိုတော့2003လောက်ကစပြီးတော့ founder ဖွဲ့စည်းခဲ့တဲ့ဘန်တွေပေါ့အခုချိန်ကြီးမျိုး15နှစ်20လောက်ရှိနေတဲ့ဘန်တွေနိုယူတန်ဆိုလည်းကြားဖို့မှာပါဆိုလန်တရရှားတဲ့နေရာတို့ဒီမှာအများကြီးပါပဲပြီးတော့ Rebel Riot လား Riot လာတော့သေချာမသိဘူးသူတို့2009မှာစပြီးတော့ founder လုပ်ခဲ့တဲ့ band ပေါ့ဆိုတော့သူတို့တချင်းတွေဆိုတော့ demonstration တို့ puppet society တို့ပါလားအများကြီးပါပဲတော့ My Boda ရဲ့ band တို့ဆိုတော့ Rebel Riot ပါသူတို့2020မှာ15နှစ်ပြည့်ရလားဆိုတော့ဒါပါဒီ15နှစ်20လောက်ရှိခဲ့တဲ့ band တွေပေါ့ဆိုတော့ဒီ band တွေရဲ့ပြီးတော့မျိုး allergic reaction တို့ရှိမယ်ပြီးတော့မျိုး slingshot တို့ပါလို့ရှိမယ်ကျွန်တော်သိတဲ့လောက်ကတော့ခုချိန်ဒီ2025လောက်ထိမျိုး record ကျန်ခဲ့ပြီးတော့ active ဖြစ်တယ်လို့ပြောလို့ရတဲ့ band တွေမျိုး old school band လို့ပြောရမှာ OG အဲ့ခေတ်ကနေအခုချိန်ဒီရှိနေတဲ့ band တွေဆိုရင်ဒီလောက်ပဲရှိမှထင်တယ်ကျန်တဲ့ band တွေကအကြောင်းမျိုးမျိုးနဲ့မျိုးbreak ရက်သွားတဲ့ band တွေလည်းရှိတယ်တချို့ band တွေဆို record မကျန်ခဲ့ဘူးလားတင်မလားနောက်ဆုံး show ပွဲတွေမှာတီးတယ် demo တွေပါတယ် demo တွေပါတယ်ဝေးတယ်အဲ့လောက်အဆင့်နေမျိုးခွေးတွေပါတယ်အောင်ထွက်ချင်ထွက်ခဲ့လိမ့်မယ်ဗျာဒါပေမဲ့လည်းအခုချိန်ဒီ record ကျန်တဲ့ band တွေဆိုရင် OG band လို့ပြောလို့ရတဲ့ band တွေဆိုအဲ့9 band လောက်ရှိမယ်ရောဆိုတော့ဒါတော့မှ Culture Show လို့New Dan တို့ပါတော့ပဲမျိုးRebel Riot တို့ပါတော့ပဲမျိုး Spotify တို့ Bandcamp တို့လောက်မှာရှာပြီးတော့နားထောင်လို့ရမယ်ဒါပေမဲ့လည်းတက်တိုင်းပဲ Spotify တို့ Bandcamp တို့ဆိုတာဒီ general audience နဲ့ကနည်းနည်းဝေးပါတယ် Spotify ဆိုလည်းကျွန်တော်ကတော့ Spotify ဝယ်ပြီးနားမထောင်ဖြစ်ဘူးဒီတိုင်းပဲ crap APK လဲတောင်းပြီးတော့လူကနားမထောင်ဖြစ်ဘူးဆိုတော့တမလားအဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့မျိုး bands တွေအနေနဲ့လည်းအဲ့မျိုး platform တွေမှာကို event တွေကို release လုပ်ဖို့ကြတော့နည်းနည်းအချိန်တွေတခုတော့လိုတာပေါ့ဆိုတော့တော်တော်များများကတော့ underground band တွေတော်တော်များများဘန်တွေမှာမဟုတ်တခြား band တွေလည်းအဲ့မျိုး record သိမ့်မကျန်တဲ့ band တွေများပါတယ်အဲ့မျိုး YouTube မှာတော့အဲ့မျိုးရှာပြီးတော့နားထောင်လို့ရပါအောင်မယ်အဲ့ band တွေပြန်ပြောပြမှာဗျာဆိုတော့ Culture Show ရှိမယ် Rebel Riot ရှိမယ် New Dan ရှိမယ် Slingshot တို့ allergic reaction တို့ရှိမယ်ဒါက OG band တွေကျွန်တော်သိသလောက်ပဲကျန်တဲ့ band တွေလည်းအများကြီးကြံကောင်းကြံလိမ့်မယ်ဒါမှဒီ band တွေထဲမှာတော့အကုန်လုံးအဲ့လောက်ကြီးထိ active မဖြစ်နိုင်ဘူးဒီနေ့ချိန်တွေရအဲ့လိုကျွေးပိုင်းလည်းတိတ်ပြီးတော့အများများဆဆတော့မရှိတော့ဘူးဒါပါတော့ဆိုတော့ဒီနောက်ပိုင်းဒီနှစ်တွေထဲမှာပေါ်လာတဲ့ band တွေ
လဲရှိတယ်အဲ့တော့ iPad တွေကိုပြပေးမယ်ပေါ့ဆိုတော့device system ဒီ2023မှာစပြီး debut ထွက်တာထင်တယ်3မှာလား2မှာလားတော့ကျွန်တော်ခုနှစ်ကတော့သေချာမှတ်ပြီးတော့ device system ရှိမယ်သူတို့ game only band ဆိုပြီးတော့ဆိုတော့အဲ့ကြောင့်ထားပါပြီးတော့ talking jaw ရှိမယ်ပြီးတော့တခြား band တွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒါပေမဲ့လည်းဒီနောက်ပိုင်း band တွေကမျိုး pan rock band မှာဆိုပြီးတော့ level တက်ပြီးထွက်တာနည်းနည်းရှားတယ်အကုန်လုံးအစုံတီးမယ် alternative လည်းတီးမယ်တီးချန်တီးမယ်တော့လည်းမဟုတ်ပါဘူးတင်မလားပန်းဆိုပြီးမဟုတ်ဘူးအကုန်လုံးလုပ်မယ်ဆိုရင် band တွေပုံများလာတယ်ဆိုတော့ထားပါတော့ဆိုတော့လောလောဆယ်ဆိုရင် active ဖြစ်တယ်လို့ယူဆရတဲ့ band တွေဆိုရင်ဆိုတော့ device system တို့ talking draws တွေရှိမယ်တခြားမျိုးဒီ Speed 22 bands တွေရှိမယ်သူကမျိုးပတ်နေလားပတ်မဟုတ်လားတခြားမသိ badass ရှိမယ် badass ကလောလောဆယ်ဒီနှစ်တွေထဲမှာ storm ဖြစ်ဆုံး band လို့ပြောလို့ရတယ်ဆိုတော့ရှားပြီးနားထောင်ကြည့်ပါဒါကတော့ပတ်နေအကြောင်းမိတ်ဆက်လေးပေါ့ဗျာဆိုတော့ဒီတော့ပို့ပြီးအများကြီးလဲရှိကောင်းရှိနိုင်တယ်အခုလက်ရှိလဲလုံနေတဲ့ band တွေလည်းအများကြီးရှိကောင်းရှိနိုင်တယ်နောက်လာမယ့် band တွေလည်းအများကြီးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်ဒီမျိုးမြင်ရသလောက်ထဲကတိတင်တယ်လို့ထင်တဲ့ band တွေကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့တချို့ band တွေဆိုလဲဟိုစ2000ဘာညာလောက်ကဒီအခုကာလာတီအမျိုးဒီတိုင်းပဲဒမိုလောက်ပဲရှိဒီမိုလောက်ပဲရှိတယ်ဆိုတော့ဟို jamming စင်ပဲ band တွေ release မလုပ်ဒီတိုင်းပဲ band တွေတော့ရှိတယ်တချင်းတွေမရှိဘူးတချင်းတွေရှိတယ်ဒါပေမဲ့တီးမဲ့လူတွေမရှိတော့ဘူးအဲ့လိုမျိုး band တွေအများကြီးရှိလိမ့်မယ်ဆိုတော့သိချင်လိုက်ပြီးလေ့လာကြည့်လို့ရပါတယ်ပြီးတော့ပြော local band scene ဆိုပေမဲ့လည်း band scene ကရန်ကုန်မြို့လေးမှာပဲစုနေကြတာများပါတယ်ဒါမှအမျိုးတဖြည်းဖြည်းနဲ့တော့အားနည်းလာနေပြီပေါ့ဗျာဆိုတော့ဒါမဲ့လည်းတကယ်စိတ်ဝင်စားတယ်ဆိုရင်အနောက်ကောင်းပွဲတွေရှိပါသေးတယ်စိတ်ဝင်စားတယ်ဆိုရင်လေ့လာပြီးတော့ရှောက်လို့ရပါတယ်ကျေးဇူးပါဒီလောက်ပါပဲဆိုတော့ဆောင်းရလဲအိုက်နေပြီနောက်အမျိုးပြည်တော်ဗန်တွေအကြောင်းမပြောတော့ဘူးねနိုင်ငံခြားဗန်တွေအကြောင်းပဲပြောပြအောင်ပဲကြုံရင်ပေါ့နိုင်ငံခြားဗန်တွေအကြောင်းကျတော့ပြောချင်လို့ပြောလို့ရအောင်เนาะဟုတ်ပါတယ်ဒီလောက်ပါပဲတတ